Tamara Dhamma Bhunyana Namo Ekam Ekam Diyanta Namo Ekam Vipa Panaram Bhunyanta Ramana Sayami Bhukanadika Bhukanadika Vaja Kena Bhukensa Nadika Sa Bhukensa Barade Bhukensa Nadika Sa Bhukanadika Vadisada Dhanada Mukha Mukha Nadika Nadika Gagariyu Tadavai Kenda Dharade Sai Gata Mukha Nadika Dhanma Bhoko Balo Namo Eka Namo Eka Nero Yorane Agarana Yabilang Yagena Yabiru Nedone Rada Bia Rana Dan Mondre Dada Bia Namolina Kita Ago Yang Tidak Adi Penjegama Bahima Ugana Diga Yabibi Sama Brahmana Bila So Ugana Diga Wajana Kena Bukasa Bukensa Nadika Sadi Ugana Diga Bukensa Nadika Sadi Bukensa Nadika Sadi Iya
đàn gia ni con san đưa lên cả mặt là ra rồi xem mình soi dạ sai ya đưa đàn gia ni đề mi sai ya đưa đàn gia ni đề mi sai ya đưa đàn gia ni đề mi đề mi Chú đàn đàn gia ni chú em mà quên thì lo mà vậy theo sự mà đề mi mà đi là sao đề mi mà đi là sao sai ya chú đàn gia ni chú đàn chú sai ya chú đi mô đi theo đi ê aga bút đàn này đi đâu có cho giang nhà là bà ra đâu đi ra đâu mình làm bao nhiêu Bung kala na mana bono. Nombo. Now cha. Cho saya ni aga du dan bo ba lo kwai. Du dan bo dan bo kwai ye ba la to. Du dan bo ja ni tho de li da yu de du dan ba di sa ni ba di bon na ya pi nai de. Sadu ra yu de du tra bo pian sa myu ko li si ti ya ba ba di ji. Sani kali, sani, orang yang lagi, apa kau le? Tadi dia buat itu naik datang tu dan bagi satu bulan dulu. Saya bagi satu dan bagi mulai. Saya bagi sani bagi. Saya mayali patisa leli sudah mandi panema. Ayane. Sandi beli panema. Ayane le. Saya rawat sudah bira sudah mandi. Naga mandi sana saja. Saya rawat sandi bira. Sandi mandi. Naga mandi sana saja. Bijoga saya mandi sana. Wah, olah. Tadi mama ayane le. အများရောက်ပတ်ကြည့်မယ်ဆိုရင်သင်္ကန်းမြတ်မရကနေသို့တော့ဒေါသနာတွင်မှာဒေါသနာဝိတ္တုပြုပုံမှာရှင်းတော့ပြန်ပြန်ဖြစ်နေအဲ့ဒါလေးဘုဒ္ဓဖြစ်ရေးတာသောတန်အလုံးဤသုံးလိုက်လာတော့ဒုရပတိသာသောကံယောနာမယနိတိယောရဝတိ ဒီကနေ့တော့ဘုန်းကြီးတဲ့လည်းပတိလေးကြည့်ပါမယ်ဒီဘာတတိယတော့သမဏဗလာတွန်သမတ်209မှာသူကတော့ဗါလို့တာ
တုဒ္ဓံပတိဇာနိပတိတဲ့လောက်ထားတာအဲ့ကြရူပသတိတိုင်းသွားလိုက်အောင်ဇာယာဇပတိဇာတိဇာယာပတိဣတိဓာတဲ့တွေ့လားလောက်မယ်တုဒ္ဓံပတိကိုဇာယာဇပတိဇာတိတုဒ္ဓံပတိကိုဇာယာဇပတိဇာတိဇာယာဇမယာလိပတိဇလင်လိဇာယာဇမယာလိပတိဇလင်လိဣတိယရေယောသနာနာဒုက္ကတံအစ္ဆာဒိဋ္ဌိပြီးပြီအဲ့ဒီနောက်ဘာဆက်လာလဲယေဣဒအဝိဟိတလက္ခဏာနာမနိပါဒဥပဒကတေတနာမနာသမာသတိယောဂဝိပါဒေနသမာသောတထဘောနာမနာသမာသောယုတ်တထောသုတ်ကယုတ်တထဖြစ်တဲ့နာမ်ပုံများကိုသမမိမဲ့ဟုတ်ရဲ့လားနာမနာသမာသောယုတ်တထောမှာယုတ်တထောကိုဖြုတ်လိုက်ရင်ဘာကြံတော့နာမနာယုတ်တထပါနေတော့ယုတ်တထဖြစ်သောနာမ်ပုံများကိုသမတွဲယုတ်တထသရာကိုဖြုတ်လိုက်မယ်ဆိုရင်ယုတ်တထမဖြစ်လဲတွဲမယ်ကွာဆိုတဲ့အနတ္တိပြမရဘူးလားရတယ်အဲ့ဒီအတိပ္ပယ်ကိုပြလို့တဲ့အတွက်ယေဣဒအစရှိသည်ကိုမိတ်အဲ့လိုဆိုတော့ဒီပြီးခဲ့တဲ့စကားရတိုင်အောင်ကယုတ်တထသမတ်တေးကြီးပဲပေါ့အခုပြမယ့်စကားရကအာယုတထသမတ်အဲ့ဒါယေဣဒဆိုတဲ့နာကနေပြီးခေါင်းစဉ်ကြီးကြီးလေးတတ်ထားရင်ရှင်းပြီအာယုတထသမတ်သို့မဟုတ်အာယုတသမတ်ဒီလိုပြောလိုက်ရယထာပုံစံပြဆိုတော့အပုဏ္ဏကေယဂါထာတပုံစံအသန္တမောလောကိကာနိမုခာနိတပုံစံအတတဘောစီတပုံစံအလဝနဘောစီတပုံစံဣတိအာဒီတုတဲ့အကြောင်းလေးပါပြထားတယ်ခဏကဘုန်းကြီးအကြောင်းပြလိုက်တဲ့စကားရဲ့ဘာလဲတော့အာယုတထတအာယုတထတနေညေနာနေညေနာသမသောအာယုတထတနေညေနာသမသောယုတ်တထမဖြစ်သောကြောင့်အင်းညေနာဒိဗ္ဗကရှင်းတော်ရှင်းတရားကြီးကိုစကားကလိန်သွားတာနေညေနာသမသောနအင်းညေနာသမသော
အင်းညင်နာယောဂဝိပါကမကြံပဲတုတ်ရင်းဖြင့်နာသမတော်သမဘယ်လိုမှတွဲမရဘူးဆက်မရဘူးပြောချင်တာကရှင်းမှပြောခဲ့တဲ့အဓိပ္ပာယ်ပါပြီးသားပဲနေညင်နာသမတော်ခိုင်အောင်ထပ်ပြောလိုက်တော့အဲ့ဒီနေညင်နာသမတော်နမပေးတဲ့ရင်ဒုက္ခရောက်အာယုတထသမတ်မှာတဲ့ယောဂဝိပါကတာမကြံဘူးဆိုရင်သမတ်စီရင်စရာသုတ်ဆင်ရှိတယ်လေလားရှိပါဗျာမရှိတဲ့အတွက်ဘာနဲ့ပဲကြံယောဂဝိပါကနဲ့ပဲကြံတဲ့ပုံစံလေးတွေအနက်ဆိုကြအောင်အဘုနာခေယတဖန်မတိဆိုအပ်သောဂါထာသန္တမုံလောကိကာနိသာဂုံမောရဲ့မကြည့်ကုန်သောဒုက္ခနိမျက်နာတို့အတတ္တဘောစီမတ္တာထမင်းကိုမစားသူဘုရားတော်အတုပဆောင်ဖုံးပေးတာဘုန်းကြီးပြင်းတဲ့နဲ့အတုပဆောင်းရှောင်းတော့ငတ်ဖို့ရှိမှာဘုန်းကြီးတို့ရွာမှာကလေးဘွားနေတော့ဒေါရရဟန်းကြီးတစ်ပါးရှိဒေါရဆိုရင်ဆရာသမားကဒေါရလို့မထားဘူးသူနဲ့တန်းတူပဲနေတိုင်းသွားလာပြောဆိုတာစအဲ့ဒီဒေါရကရောရဘယ်တော့မှအတုပဆုံးမစားဘူးအတ္တတဘောစီရလည်းအတုပရှိလို့ဆုံးမမတော်ရတဲ့နေ့စဉ်သူ့အတွက်တိကျချက်ပဲကလေးတော်လည်းပါသေးတယ်အတုပဆုံးမစားဘူးဆွဲနေချက်တဲ့အခါမှာနမင်ထက်ပြရင်လည်းနမင်ခတ်လိုက်ရင်လည်းအဲ့ဒီဟင်မစားတော့နမင်လည်းမစားဘူးနမင်မစားဘူးဆိုတော့နမင်မပါတဲ့ဟင်းလေးတွေဘုန်းကြီးစီမံပြီးကျွေးရှာနောက်ပိုင်းရောက်လာတော့စိတ်တွေဖောက်တော့ဘုန်းကြီးတို့ရဲ့ဆရာသမားကဥပဒေတွေဥပဒေကြီးသတင်းသီလာပေးနေတော့သူကငှက်ကြီးတောင်ဓာကြီးသွေးဥပဒေတကာကြီးကမြင်တယ်ထင်းခုတ်ဖို့သွေးတယ်ထင်းနေတာဘုန်းကြီးကမျက်လွှာရေးချပြီးအိန္ဒြေနဲ့ဥပဒေတွေသတင်းသီလာပေးနေတဲ့အချိန်သူကတက်ခုတ်မှာအာဂါဒထူးထူးတွေရှိတဲ့အကြောင်းသိရတာမဟုတ်ဘူးတကယ်တော့ဆိုရင်ရှိတာမရှိဘူးဘုန်းကြီးတို့ဆရာသမားတော်တော်လေးကိုသူ့ပုံမှာကောင်းရှာရောက်ဖလဲတော့တဝင်ွယ်လောင်းသိပါအရဗုဒ္ဓံတရဏံကိသာမိဓမ္မတရဏံကိသာမိသံဃာတရဏံကိသာမိမျက်လွှာချပြီးသီလပဲနေတော့ရှိတဲ့ဟောငကြီးတောင်သားကြီးဆွဲပြီးတက်လာဘုန်းကြီးရဲ့အနီးနားမှာသီလယူနေတဲ့ရွာတဲ့တခါကြီးတယောက်ကငကိုကလေးကိုအတိုင်းကျွမ်းတော်သေးအဲ့တခါကြီးကဲတော့အဲ့လိုကစားကြတဲ့ကွာဓာတ်ခုတ်နေပါလေအင်တန်ကျွမ်းတဲ့တခါကြီးဘုကရောကြီးကငကြီးတောင်သားကြီးကိုင်းလာတာတွေ့တော့သူကရှက်တန်ကြားလို့မျက်စိလေးဖွင့်ကြည့်လိုက်တာဓာတ်သွေးနေတာလဲသူသတိထားမိခဲ့လို့အဲ့ဒါနဲ့သူကပဲဖမ်းချုပ်ပြီးတော့ကြောင်ထားလို့မဖြစ်တော့ဘူးဆိုပြီးအသက်ရွယ်60ကျော်ပါအဲ့ဒါနှင်ထုတ်လိုက်ရတာဗျနေရအကြောင်းမရှိတော့သူ့လူဘဝကပိုင်ခဲ့တဲ့ရာတော်တဲ့ကိုတဲကြောင်လေးဆောက်ပြီးတော့ဘယ်သူမှဆုံးမပို့ရဘူးလေရွာထဲကသူသမီးတအိမ်လည်းရှိသူသမီးတအိမ်ကပဲနေ့စဉ်ဆုံးပို့အဲ့ဒီလိုနဲ့တနှစ်ခွဲလောက်ကြာတောင်ကျောင်းနဲ့မြောက်ကျောင်းကြားမှာရာတော်ထိတ်တဲကြောင်လေးဆောက်ပြီးတော့နေရရှာအဲ့ဒါတနေ့ခွဲလောက်ကြာပြီး
မနက်ခင်း3 နာရီခွဲလောက်တနေ့အဲ့ဒီနားလေးကလူသူလေးပါရေကသွားတဲ့လမ်းပဲတော့အိတ်မပြောလို့ဆိုလားမီးထလုံတာလူကတိတ်သွားနိုင်တော့တာမဟုတ်ဘူးအိတ်မပြောလို့မီးထလုံတာရှင်တော်ကနေပြီးတော့မီးဆွဲပြီးတော့သူ့ကြောင်းတစ်ကြောင်းလုံးကမီးလောင်အဲကြမှာတောင်ကျောင်းခွန်ကြီးတွေကမီးလောင်နေဆိုရင်နိုးလို့သွားကြည့်တော့ခန္ဓာကိုယ်တစ်ချမ်းလောင်နေအဲ့ဒီကနေပြီးဆွဲထုတ်တာမီးလောင်လို့ပြန်တော့မမူဘူးချက်ချင်းနားတော့လည်းအဲ့ဒီဒဏ်ရာနဲ့ပဲပြန်တော်မူသွားရှာမပြင်းမတဲ့ပုံကိုယ်တွေကိုမပြင်းမရဘူးဘဝချရလားချဘူးဒီမှာအတ္တဘောဇီဆိုတာနဲ့ကလေးဘဝကိုတတိယဒါဘုန်းကြီးကတော်ကိုစောင့်ရှောက်တာခဏကဖြစ်တဲ့ဖြစ်ပျက်တွေကဘုန်းကြီးတို့ကမြို့ရောက်နေပါပြီမသိတော့နောက်ပိုင်းမှာပြန်တဲ့အခါမှာပြောပြလို့ဟောဆရာတော်ကြီးပဲရောက်သွားတော့သဘုနာအကြောင်းမှာဘာဖြစ်လို့လဲဆိုတော့ဒီလိုပဲဆိုရင်ဖြစ်ကြတယ်အဲ့ဒါကိုရောက်ဘုန်းကြီးကသဘောတော်ကောင်းနေရနေထုတ်တော့လေ तू ကမထုတ်ဘူးပြလူတွေကဝိုင်းထုတ်လို့ခုတ်ချင်ခုတ်ပါသေးကွာခုတ်ချင်ခုတ်ပါသေးကွာအေးထားတာအာတရဘောဓိဘာမစားမတာသမင်းကိုစားဘယ်လိုကြီးမများနဲ့တချို့မတာသမင်းမစားဘူးမတာနဂတ်တာချွတ်လှူမယ်ဆိုရင်တော့ဘာလဲကျွန်းပြစ်ပြီးတော့တောင်ရင်ဆက်ချရလှူခံလောကတွေတော်တော်လေးရှူးနေကြကဲ80ကြောင်းအလဝနာဘောဇီလဝနာကဘာတော့ဟာဘောဇီယာစားခြင်းအလေးရှိသူစားသူအကအလဝနာဘောဇီစားကိုမစားသူဣတိအာဒီတုဣတောစာယိကုံသောပြယောပုံစံတို့၌အာယုတ္တထတာယုတ်တထမဟုတ်ကုန်သည်တို့၏အဖြစ်ကြောင့်အင်ညေနယောဂဝိပါကမှတပါသောတုံရင်းဖြင့်နာသမသောတမတ်တွဲဆိုင်၍မဖြစ်နိုင်အဲတော့ဝိဇ္ဇုလေးတွေကျင်းရမှာပေါ့နာပုဏ္ဏကေယဘုန်းကြီးတို့ဘောကြစဉ်နောက်ဆုံးမှာအာယုတ္တထသမတ်ဆိုပြီးပါတယ်မလားအဲ့ဒီနာလေးနဲ့ကပ်ပြောရင်တော့ဘုန်းကြီးတို့သိရှင်းရအောင်လို့တော့လန်တာသမဏမလားတော့50သမတ်ဘဏ္ဍမျိုးပြည့်နဲ့သမကသမတ်အဲ့ဒါကိုကြောအောင်မယ်အောက်ဆုံးကိုဆက်သွားလိုက်တော့အာယုဒ္ဓသမတ်တွေ့လားအာယုဒ္ဓသမတ်ဆိုတာဘာပြောတာတော့ဖသံအလောစသောပုံနဲ့သမမှုရေမဆသောပုံနဲ့သမတဲ့နဲ့ပုံနဲ့မစားပဲမစားတဲ့နဲ့ပုံစားအဲ့ဒါကိုအာယတသမပုံစံပြောဆိုတော့တတ္တနာဘောစတိကြီးအတ္တရဘောစီကိုပုဂ္ဂရနာဘောတတ္တဘောစီပုံမလားဟိသို့တော့နာဆိုတဲ့ရှင်းသုံးပုဂ္ဂိုလ်ဝိကြိုခြင်းတဲ့အခါမှာဘောစီနာဘောစတိဆိုတော့ဘောစီနဲ့သွားကတ်တာမလားစက်တဲ့နဲ့ဘယ်သူနဲ့မဆက်တတ္တနဲ့မဆက်တဲ့နဲ့ဘယ်သူနဲ့သွားဆက်ဘောစီနဲ့သွားဆက်လို့သူကိုဘာသမအဲ့ဒီအာယတသမမှာဘာမဖြစ်သောကြောင့်ဒေါသကမဖြစ်သောကြောင့်တော့ရင်ဖြင့်ဘာလို့မရဘာနဲ့သမတွဲဆက်ရမည်အာမနံသမသောဟုသောယောဂဝိပါကဖြင့်သာသမတွဲဆက်ရမည်
နောက်တစ်ချက်သူရိယာနာပတ္တတိတိပါတဲ့နေရရာဇဒါရာဆိုပါရမလားအတုရိယပတ္တရာဇဒါရာဒီနေရာမှာရှိနေတဲ့ပုံစံကိုဝိကျော်ဆိုကြည့်သမှာနာဘုနာကေယကိုပုတ်ခွဲတံနာဘောဘုနာကေယပုတ်ကေယကနောက်ကဂါထာကိုရကောက်တဲ့အတွက်အိဋ္ဌိလေတဖန်မတိဆိုအပ်သောဂါထာမလားဟဲ့ကမ္မတတန်လေးကြားလားဘုနာနာကိယတိတိအာမနာကိယပြန်ဆိုတဲ့အားလုံးဘုနာကိယတိတိအာမနာကိယဘုနာတပန်နာကိယတိမတိဆိုအဣတိတသမတို့ကြောင့်အာဘုနာကိယအာဘုနာကိယမိဟုတ်ရဲ့လားအသန္တမုံလောကိကာနိကိုစန္ဒံနာအုံလောဝိဇ္ဇတန်ကျင်းလေအုံလောကင်တိတိအသန္တမုံလောကိကာနိရသောသစန္ဒံစန္ဒံလာကိုနာအုံလောကင်တိဘာလို့မကြည့်ရကောဣတိတသမတို့ကြောင့်အသန္တမုံလောကိကာနိအာတရဘောဇီဘုနကပဲဝိဇ္ဇဆိုခဲ့တာဟုတ်လားဒါတော့သတ္တကုတ်ပြီးသမင်းကိုတဲ့စာတော့ဝါမတာသမင်းကိုနာဘုံသတိမစဣတိတသမတို့ကြောင့်အာတရဘောဇီအာတရဘောဇီမိပြီးတော့အလဝနာဘောဇီလဝနံနာဘုံသတိတိအလဝနာဘောဇီအဲ့ဒီမှာအခုပြောခဲ့တဲ့ပုံစံတွေအားလုံးစုံကြည့်မယ်ဆိုရင်ပဋိသေရမပါတဲ့ပုံစံရှိလားရှိပါဘူးပုံစံအားလုံးပဋိသေရမလားမှန်ပါအဲ့ဒီပဋိသေရဒီလက်ရှိအရာမြင်နေရတဲ့ပုံနဲ့အနတ်သဘောဆက်သလားမဆက်ဘူးလားမဆက်ဘူးနာပုဏ္ဏဆိုကြပါစို့အပုဏ္ဏမှာလေအာနဲ့ပုဏ္ဏကအနတ်သဘောဆက်လားမဆက်ပါဗျာအာကအနတ်သဘောအရာဂေယနဲ့ဆက်မလားမှန်ပါမတိဆိုအဟုတ်ရလားတဖန်မတိဆိုထုံတိတုစွာအသနာမုံလောကိကာနိမှာလဲအာကဘယ်သူနဲ့ဆက်တာမုံလောကိကာနိမော်ရွယ်မကြည့်ကောဘာကိုမကြည့်တာလဲလာကိုမကြည့်တာအဲ့လိုဆိုတော့အာနဲ့စန္ဒကတရားရကတ်နေပြီမဲ့အနတ်သဘောရနီးသလားဝေးသလားဝေးပါဗျာအဲ့ဒါကိုအာယုဒ္ဒရှင်းပြီလားတူတူပဲဉာဏ်နဲ့ပုံစံနေလဲအဲ့ဒီတန်းလေးတွေ့အာယုဒ္ဓဘက်ကနေပြီးလှည့်တွေ့တာရှင်းစမယ်ဟိုကစာမျက်နှာ55ဆိုဒီပုံစံတို့၌ဒီပုံစံတို့၌နာဘုံစံတော်ဒီတော်ဗဒ္ဓသူရဘုလိုတွင်မဆံမှု၍မဆံတော်ဝေတော်ဘောဇိပတ္တိသာတော်ဘုလိုတွင်သံတော်နာအာယုဒ္ဓတို့ဘောဇိနားလည်တယ်မလားမှန်ပါရှင်းဆက်ဤအာယုဒ္ဓသမတ်ပုံစံများကိုဤအာယုဒ္ဓသမတ်ပုံစံများကိုဘောရရေတော်ကြောင့်နာမည်မှာတော်မူသောဝိဟာရဏကောင်းပါလာဖြင့်သမတ်ဤမရသည်အခုပြောနေတဲ့နေရာကိုညွှန်းထားတာနော်ဓမ္မသတိတရား90အဲ့ဒါကိုရွှေကျင်နည်းရနဲ့ခိုင်မြအောင်ဆက်ပြောထားတယ်ဆိုကြသမတ်အာယုဒ္ဓဟုတုံကသမတ်အာယုဒ္ဓဟုတုံကနာတရာနေတွေသောတာနေအောင်တွေအလုံးကိုသိနေစေစေရာကိုလေးမမြင်ပဲစေတာနေအားကိုတွေယူခဲ့အာယုဒ္ဓသမတ်ဤဆောင်းဖို့ကလေးလေးတွေရအောင်လို့အတိပ္ပယ်ပါအောင်ရေးထားတဲ့ဆောင်းဖို့ရှင်ကျင်ဆရာတော်ရဲ့လက်သုံးနေမှာဆိုရင်ဒီသဘောလေးတွေတွေ့ရရှင်ကျင်ဆရာတော်ပွဲတော်မသိတော့ဟဲ့ဟမ်ဆရာတော်ဥဇာကရမှတ်ထားဟာပထမရှင်ကျင်ဆရာတော်ရဲ့ပွဲတော်မသိတော့ဥဇာကရဒီသမသင်္ကနာတင်ပွဲမှာတန်ခါမထေရဖြစ်ဆောင်ရွက်တော်တဲ့ခရာကြီးတိုင်းဆရာတော်ပွဲမသိတော့ဆရာတော်ဥဇာကရအမတန်တပ်ပဲတောင်ဘက်ကဖျားကြီးတိုက်ကိုပထမဦးဆုံးတီထောင်ဖန်ဆင်းသွားတဲ့
ဆရာတော်ပေါ့အာသကယမတက်ကနေပြီးခွဲတာဒီတိုင်းနဲ့အာသကယမတက်ကအရင်ဒီတောင်ပြည်မှာဆိုရင်အာသကယမတက်ကပထမဆုံးကျောင်းတိုက်အာသကယမတက်ပြီးတော့2နှစ်အကြာမှထင်တယ်ဒီကျောင်းတိုက်ကြီးတဲတာဒီကျောင်းတိုက်ကြီးကဒုတိယအဲ့ဒီကနေပြီးနှစ်တွေတော်တော်ကြားလာတဲ့အခါကျမှပါတော့ဘုရားကြီးတိုက်ပေါ်လာဘုရားကြီးတိုက်ပေါ်လာပြီးတဲ့နောက်ပိုင်းရဟန်းပြုခေတ်ရောက်တဲ့အခါကျမှရဟန်းပြုခေတ်ဆရာတော်ဦးဇောတိကကိုအကြောင်းခံပြီးဘုရားကြီးရဲ့ပိုင်တဲ့နယ်မြေတစ်ချမ်းနဲ့မာရမိကမတိုက်ပိုင်တဲ့နယ်မြေတစ်ချမ်းကိုမှထင်းလင်းတိုက်ဆိုပြီးလာကျူးတာထင်းလင်းတိုက်ကကျူးကျော်ကြောင်းကျူးကျော်တိုက်တစ်ချမ်းကပါတော့ဘုရားကြီးအရှင်မဟုတ်ဘုရားကြီးပိုင်တစ်ချမ်းကပါတော့ဓမ္မိကမတိုက်ဓမ္မိကမတိုက်ပိုင်အဲ့လိုနှစ်ခုနောက်ပိုင်းကျတော့ဗာတိုက်ဖြစ်တာထင်းလင်းတိုက်အဲ့ဒီထင်းလင်းတိုက်တော်တော်ကြားလာတဲ့အခါကျမှဟိုဘုရားကြီးရှင်မို့တဲ့မှာဒီအရှိ45တာပေါ့ဒီနောက်45တာဆိုတာက45တာကျေဝန်းနဲ့ပွဲလန်းသဘင်ကျင်းပတဲ့နေရာနာ45တာအဲ့ဒီ45တာလိုပဲဟိုအရှင်မို့ရဲ့နန္ဒီတိုက်နေရာကပါတော့45တာနေရာအဲ့ဒါဘုန်းကြီးဦးနန္ဒီသေနာနေပြီးတော့မှနန္ဒီသေနာရာမတိုက်ဆိုပြီးတည်ချလိုက်တာပြီးရောအဲ့ဒီကနေပြီးဟိုနောက်ဘက်ကြည့်လိုက်တော့နောက်ဘက်ကရွှေဆောင်ကတော့သူကနည်းနည်းစောတယ်ရွှေဆောင်ကလည်းပါတော့ဘုရားကြီးအနာ45တာနဲ့ကြက်ရမလားအဲ့ဒါဘုရားကြီးပိုင်ပြဘုရားစီသွားရင်ဖေစီသွားပြီးတော့မလုပ်တာအမွေလူထားအမွေလူထားဘုန်းကြီးတွေလည်းတော်တော်ကြောက်စရာကောင်းတယ်ဘုရားတော်ချမ်းသာမျိုးပြောဟုတ်လားအေးနဲတာမဟုတ်ဘူးဒီနားလေးမှာအာသကယမတိုက်ကဘုရားကြီးစောင့်ရှောက်ဖို့ဒီကျောင်းတိုက်ကြီးကလည်းဘုရားကြီးကိုစောင့်ရှောက်ဖို့တည်ထားတာစောင့်ရှောက်ဖို့တည်ထားတာတော့ဘယ်နဲ့ပဲဆက်တာဟောအေးရွှေချင်းဆရာတော်ဘုရားကြီးဆရာတော်ဥဇာကရဆရာတော်နှစ်ပါးပွဲတော်သွားတူးနေတာခက်ကလည်းခက်ပြိုင်လို့ပြောလို့ရထားတာအိမ်မှာရွှေချင်းဆရာတော်ရေးတဲ့ဆောင်ဘလောကောင်းနေကြီးဆိုကြသမအာယုဒ္ဓဘုဒ္ဓံကသမအာယုဒ္ဓဘုဒ္ဓံကနာရာနိဝေသောတာရိယဝေနာသောဝိနိစ္စတေခြေနာဝိမပြေပဲခြေနာနိနာဝေယူနေအာယုဒ္ဓသတ္တိဒေဝရာသူကနဲ့သူရှင်းနေတာပါအာယုဒ္ဓသနာဆိုရင်နဲ့ဘသူနဲ့တမန်တွဲနာသရနဲ့တမန်တွဲအဲ့ဒါကြောင့်လို့ခဏကအာယုဒ္ဓသမပုံစံလေးအကုန်လုံးကိုရခဲ့တာလေဘာဒရာပါတော့နာဒရာပါတယ်ဒါနိုင်စိတ်ကနေမလို့ပါဇက်ကချက်ပေးဘုန်းကြီးကပြေပြီးတော့ချောင်းပါဇက်နဲ့ကိုယ်တော်ရဲ့အလိုဆန္ဒနဲ့တက်ထက်သေးတယ်ဗန္ဒမနာခွဲအာယုဒ္ဓသမတ်လို့သိကြတယ်ဆိုရင်ဗန္ဒမနာခွဲနဗလာနဲ့ဆိုရင်အာယုဒ္ဓကယုဒ္ဓသုံးပဒတွဲမယ်ကန့်လန့်တိုက်မယ်ဆိုရင်အာယုဒ္ဓဟုတ်ရဲ့လားမှန်ပါအဲ့ဒီမှာအဓိပ္ပာယ်ပါပြောတော့ဘာပုဂ္ဂိုလ်လဲမြင်စမြဲနောက်ပုဂ္ဂိုလ်လဲမြင်စမြဲဟောဒီပါတိပုံစံကိုအကုန်ကြည့်လိုက်ရင်ပထမပုံစံကြည့်ရှင်းနာကနောက်ပုဂ္ဂိုလ်လှမ်းမြင်ဒုတိယပုံစံကြည့်လဲရှင်းနာကနောက်ပုဂ္ဂိုလ်လှမ်းမြင်အဲ့ဒါကိုနောက်ဆုံးပုဂ္ဂိုလ်လဲမြင်စမြဲမမြင်တာကဘာလဲတော့ရှင်းအနတ်ကိုလည်းမမြင်ပဲအတ္တရဘောဇီမှာတတ္တကရှင်းမလားဟဲ့မှန်ပါသူ့ကိုမြင်သလားမမြင်ပါဘူးသူ့ကိုမြင်ကြည့်မယ်ဆိုရင်ဘာထမင်းဘာထမင်းမဟုတ်ကိုဘီထမင်းမဟုတ်ကိုဘီထမင်းမဟုတ်လားကိုဘီထမင်းမစားလားကိုဘီထမင်းမစားမဟုတ်လားမစားလားမစားမဟုတ်ဆိုရင်ယုတ်တဟုတ်ရဲ့လားမှန်ပါပြီးတော့တွဲပြောင်းသွားပါယုတ်တဖြစ်အောင်ဆိုပြီးတော့ယန္တရာနဲ့နာကိုတွဲ
ရှင်းဖို့ရဲ့အနက်ကိုမမြင်ဘူးအဲ့ဒီမမြင်တဲ့အမြင့်မခံရတဲ့ပုံနဲ့ဘယ်သူနဲ့တွဲနားနဲ့တွဲအဲ့ဒါကိုယူမြဲပါသမအာယုဒသမအာယုဒသမဒါကြောင့်လည်းနေရာမလို့ရှင်းနေတာပါဒါမှခက်ခဲတာကြီးတော့မဟုတ်ဘူးရှင်းစမ်းမယ်ယုဒမြောင်ပြန်ပြဒါဘာသာတရားဒီနားမဟုတ်ပါဘူးအကယ်၍တတ္တမုံသီတိတတ္တအမောစီဘာဘောသာတုသုခပတိတေရမြင့်မယ်နာတတ္တဘောစီအာတတ္တဘောစီဘာဘောမသာတုတိုင်းတိုင်းတွဲရင်နှစ်ပုဒ်လားသုံးပုဒ်လားနှစ်ပုဒ်ဆိုရင်ဘာသမသိပြီလားသုံးပုဒ်ဆိုရင်နှစ်ပုဒ်ဆိုရင်သို့တော်ဘာတရာပါမနာတရာရှင်းစကြည့်အောင်ဒုရိယပတ္တန်တိဒုရိယပတ္တာနိဘာကိုကြည့်နေကိုကြည့်တဲ့မျက်နာလေးမလားဟဲ့သူ့ကိုထပ်တွဲနာဒုရိယပတ္တာနိအာဒုရိယပတ္တာနိနှစ်ပုဒ်လားသုံးပုဒ်လားဘာသမယောဂအေးနာနိဘတ်ကိုနောက်ဆုံးမှတွဲလျင်ကဘာသမဖြစ်ကောင်းသည်ဘုဒ္ဓစာတိအာယုဒလို့လိုခြင်းအာယုဒဖြစ်အောင်တွဲယုဒလို့လိုခြင်းယုဒဖြစ်အောင်တွဲတရားစရာဉာဏ်ကစားနိုင်သူနိုင်ဤတရားယာနပတ္တပိပါတော့ဉာဏ်ကစားနိုင်သူနိုင်ဤအဲ့ဒါကိုမစွဲရင်လည်းကြီးစရာမပြောတာတော့ခက်ကြမ်းကြမ်းပဲအငင်းတန်သူနိုင်ဤတရားယာမှာမသူနိုင်တော့အငင်းတန်သူဘုန်းကြီးကညာကစားနိုင်သူနိုင်ဤနောက်ဆုံးတော့သူနိုင်တာအငင်းတန်သူနိုင်ဤအဲ့ဒါကိုအတိစ္ဆာတိနောက်တဲ့ရွှေကျင်နေရာပုံမှာလက်ပြီးအတူရေးထားဆိုကြသမယုဒ္ဓထကြံတုံကသမယုဒ္ဓထကြံတုံကနာမဘုံကိုအရင်တွဲအဲ့ဒါတစ်ချက်နော်သတ္တမောတိတိသတ္တဝတိဟောဒီမို့လဲနောက်နာဒရာနဲ့နာဒရာနဲ့နောက်မှာတဲ့နာဒရာဘောတိအတ္တဝတိဒေဘေကပါလေရဏနာလည်းရဏနာလည်းဣသမေမစားဆိုတဲ့ဗရဏကိုသွားမြစ်တာမှာပဲဟုတ်လားယူမြဲယူဒာတိယန္တရသမထရာရှင်တင်နေရကိုတွေ့ယူရေးတာနာဂရွှေသာနေရရေးထားတယ်ဆိုရှင်းဖို့နောက်ဆိုင်ရှင်းဖို့နောက်ဆိုင်တရားနဲ့ချင်းဂိလက်တွင်ဒီနေ့အာယုဒ္ဓဟောဒီအာယုဒ္ဓပြောပုံကိုပြတာရှင်းဖို့နောက်ဆိုင်နဲ့ရှင်းသောနာငယ်ကိုနောက်ကပုံနဲ့တွဲပြီးတော့သတ္တနာဘုံစတိတို့ဣတန္တာကျင်းလိုက်ရင်အာယုဒ္ဓဖြစ်ရောကွာခဏကရွှေသာဆိုရှင်းဖို့နောက်ဆိုင်ရှင်းဖို့နောက်ဆိုင်တရားနဲ့ချင်းဂိလက်တွင်ဒီနေ့အာယုဒ္ဓအလေနောက်မှာပဲဒီပါပဲရှင်းဖို့ရှင်းလေယုဒ္ဓပြည့်နေရရှင်းလေဆိုတာဘာပြောဆက်လေရှင်းဆက်တယ်ဟုတ်တယ်မလားသမတ်ကိုရှင်းချုံရှင်းဆက်မချာအာရဒသမဥတိပါသမတ်ကကြောင့်ထမယောပါဏတိယောဒနာသမဏကမ္မကသမတ်တဲ့နှမျိုးရှိတယ်တဲ့ဟုတ်လားအဲ့စိတ်နေရုပ်ထွက်ကြည့်လိုက်တဲ့အခါကျမှနှစ်သာရကပြည့်စုံပါအဘုနာခေယဣဒန္တာရောက်သွားအောင်ပါဆိုတော့ဟမ်ခေယကဂါဓနေယပစ္စည်းဝဒမထကမုယုဇဂရဟာကာရာတိဟိစဇမမကကရှေယကာရောဝအာကာရဏတနောဆိုနေယပစ္စည်းကိုအေရပြီမို့လားဟဲ့အားကြောင့်ဂါဓနေယပစ္စည်းအေရပြုတော့ခေယလို့ပြီးတယ်အဲ့ဒီလေဇာတကအာပစ္စည်းတတ်တော့ခေယနာဒရာပုဏ္ဏဒရာနာပုဏ္ဏတတ္တဗဗရဒီလိုသွားရင်သွားမှာ
Tamaya Bajana Nadra Puna Dra Kedra Di Dwala Nanandi Dache Puna Nandi Dache Kehova Kagada Di Date Adamujana Wadadi Idiade Dodana Nai Namanandamada Yodada Udodana Namanandamada Uda Vida Karana Yoga Bagapian Ayoda Tamani Oyala Ida Vivadia Basa the Wajadina Shida Diva Dogoche Arabi Visama Bagadisa Randada Udovian Navuna Puna Gavo Kahu Bagadi View Ariga Devi Gaga Dradi Dadi Dami Jenana Hundadi Idia Dona Night Niosa Dovian Barohe Niab Yesida Karida Uyana Banda Tozan Karida Nanala Bantonzan Hoyala Ramada Sada Dojan Agaranda Dama Navjada Niab Yesigo Tadone the Goala Karawa Tada don't deny Hala Tadone the Goa Eya View Kana Edoga Birama Edile Zoraga Obviously the Nange Did that chair and I'm beat it on Nani Baba go along. Ah, you know, Adana Puri, Adana made the God the man, mail, no? Odamona made the God the man, he mail. Adana the Nani Baba go, ah, you, Nanga did that chair. Mavabi, Abuna, Gabi, and don't belong dead around you. Show Dara, Darago, show. Edilinga Barney or Ken. Navaro, Asana Monogi Gani, Taro, Adana Bozi. Adara Bozi, the Nibia Zida, Kidandana. Alawana Bozi, the Nibia Zida. I don't matter how my guy. Yodam of Yadajan, Naman and the Mado, the Rita Grana Yoga Bagapian. Yo the man, he may. Yo the master, but the matter. Kayoda the man. Get me right. She's a Vivasala, the tie. Huh? The tattoo I do the editor of your answer. Naman and the mother, the Rita Grana Yoga Bagapian alone. Bonzaka the mutation. The Bonzan electric Jayalina, the Japna. I did not eat a canya. Now I must sit down. Hold on.